မင်္ဂလာပါခင်ဗျာမှန်ကြည့်လိုက်တိုင်းစိတ်ညစ်နေရပြီလားသပင်းတွေဖြူလာတယ်ခေါင်းကုပ်လိုက်တိုင်းပေါက်တွေဖွေးနေတယ်ပြီးတော့ခေါင်းဖိလိုက်တိုင်းသပင်းတွေတလေကြီးကျွတ်နေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးပါခင်ဗျကျွန်တော်ဒီနေ့ပြောပြသွားပေးမှာကတော့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲတဘာဝနီလန်အတိုင်းဒီပြဿနာသုံးခုစလုံးကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျပထမဦးဆုံးသပင်းဖြူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ငယ်ရွယ်နဲ့သပင်းဖြူတယ်ဆိုတာကတော့ကျွန်တော်တို့ဥယျာဉ်ပြားမှာရှိတယ်ဆဲလေးတွေအားနေတာမျိုးဖြစ်တတ်ပါတယ်ဒါကိုကုစားဖို့အတွက်ကျွန်တော်တို့ကပြင်းတော်သိမ်းရွက်နဲ့အုံးစီကိုအသုံးပြုရပါမယ်ခင်ဗျအသုံးပြုပုံနီလန်းလေးကတော့ကျွန်တော်တို့ပြင်းတော်သိမ်းရွက်ကိုလက်တဆုပ်စာယူပြီးတော့အုံးစီတန့်တန့်ထဲမှာထည့်ပြီးမဲနှက်သွားတဲ့အထိပြုတ်ပါအုံးစီမဲနှက်သွားပြီဆိုရင်တော့အဲ့ဒီအပူပေးထားတဲ့ပြုတ်ထားတဲ့အရေကိုအေးခံပါအေးခံပြီးပြီဆိုရင်တော့အနေတွေကိုစစ်ယူပြီးတော့ရလာတဲ့အရေသီးသန့်ကိုပဲအသုံးပြုရပါမယ်အဲ့ဒီအရေကိုဥယျာဉ်ပြားမှာနှိပ်နေပြီးလိမ့်ပေးပါပြင်းတော်သိမ်းရွက်မှာပါတဲ့ဗီတာမင် B နဲ့အန်တီအောက်ဆီဒန့်တွေကသပင်းအရောင်ကိုပြန်လဲနှက်မှောင်တန်ဆွမ်းစေပါတယ်ခင်ဗျနောက်တစ်ခုကျွန်တော်ပြောပြပေးမှာတော့ပေါက်ထခြင်းအတွက်ပဲဖြစ်ပါတယ်ဒါကတော့လူအများစုဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတစ်ခုပါပဲဘောက်ဆိုတာကတော့ဥယျာဉ်ပြား6တွေ့တာနဲ့မှုဆွဲတာကြောင့်ဖြစ်တတ်ပါတယ်အထူးသဖြင့်အခုလိုစောင်းရသည့်အခြေအနေမှာပိုပြီးဖြစ်တတ်ပါတယ်ဒါကိုကုသဖို့အကောင်းဆုံးနည်းလမ်းလေးကတော့ကျွန်တော်တို့ဒိန်ဂျင်နဲ့တံပြာရည်ပါဒိန်ဂျင်ခွက်တစ်ခွက်လောက်ကိုတံပြာရည်လက်ဖက်ရည်စွန်းတစ်စွန်းလောက်ညှစ်ထည့်လိုက်ပါပြီးရင်အဲ့နှစ်ခုကိုတမောက်အောင်ရောမှွေပြီးတော့ဥယျာဉ်ပြားအနှံ့ကိုလိမ်ထားပေးပါမိနစ်20လောက်နေရင်ခေါင်းလျှော်ချလိုက်ပါဒိန်ဂျင်ကဥယျာဉ်ပြားကိုအဆိုတက်ပေးပြီးတံပြာရည်ကမှုတွေကိုတက်ပေးနိုင်လို့ပေါက်လုံးဝပျောက်စေပါတယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးတစ်ခုကတော့သပင်ကျွတ်ခြင်းအတွက်ပါသပင်ကျွတ်တာကကြတော့ကျွန်တော်တို့သပင်အမြင့်တွေမခိုင်လို့လည်းဖြစ်တတ်ပါတယ်ဒါကြောင့်မလို့သပင်အမြင့်တွေခိုင်ခန့်မှုအတွက်ကြက်သွန်နီအရေကိုအသုံးပြုပါမယ်နီလန်းကတော့ကြက်သွန်နီကိုထောင်းပြီးတော့အရေညှစ်ယူပါအနံ့ကတော့နည်းနည်းပြင်းနိုင်ပါတယ်ခင်ဗျဒါပေမဲ့အာနိသင်ကတော့အရန်ထူးကြပါတယ်ဒီထောင်းပြီးရလာတဲ့ကြက်သွန်နီအရေကိုသပင်အမြင့်တွေထဲဆင့်ဝင်အောင်လင်းပေးပါကြက်သွန်နီမှာပါတဲ့ဆာဖာဓာတ်ကသွေးလည်ပတ်မှုအားကောင်းစေပြီးတော့သပင်အသစ်ကိုလည်းပြန်ပေါက်ဖို့အရန်ထိရောက်စေပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်အခုပြောပြသားပေးတဲ့နီလန်းတွေကိုတစ်ပတ်ကို2ကြိမ်လောက်ပုံမှန်လုပ်ပေးမယ်ဆိုရင်တိတာတဲ့ရလဒ်တွေကိုရရှိစေမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးပါခင်ဗျာ